ကျွန်တော်တို့နေထိုင်တဲ့ကဘာယိုရောလားဒါမှမဟုတ်တခြားယိုတစ်ခုလားလုံးထိမ့်မဲ့လောက်အောင်ပဲဒီသစ်ပင်ကြီးတွေဟာမယုံနိုင်စရာကောင်းလောက်အောင်ကြီးမားလွန်းလာပါနဲ့တဘာဝတရားရဲ့အမကန်ဖန်တီးမှုတွေထဲမှာတက်တန်းယာနဲ့ချီထောင်နဲ့ချီပြီးအသက်ရှင်နေကြတဲ့ဒီသစ်ပင်ကြီးတွေဟာတမိုင်းကြောင်ပြောင်များစွာကိုအတန်တိတ်ဆောင်ကြည့်ကြသူတွေပါဒီနေ့မှာတော့ကဘာပေါ်မှာအကြီးဆုံးလို့သတ်မှတ်ထားတဲ့အန်ဖွယ်သစ်ပင်ကြီးစမားမျိုးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးချင်တာကတော့ကနေဒါနိုင်ငံရဲ့ကုံဆောင်ဂျီဝတ်ဂျိုင်းယန်ပါသူဟာ Western Red Cedar အမျိုးအစားဖြစ်ပြီးကနေဒါမှာအမြင့်ဆုံးသစ်ပင်ဖြစ်ပါတယ်အမြင့်182ပေရှိပြီးပင်စီအချင်းကပေ20ကျော်ပါတယ်ဒီအပင်ကြီးတွေကရနိုင်တဲ့သစ်သားပမာဏဟာတယ်လီဖုန်းတိုင်ပေါင်း450လောက်လုပ်လို့ရပါတယ်ကံကောင်းတာကတော့သူဟာဘေးမဲ့အတော်ထဲမှာရှိနေလို့လူတွေရဲ့ခုတ်လဲခြင်းကိုမခံရပဲတဘာဝအတိုင်းဆက်လက်ရှင်းတန်းနေနိုင်တာပဲဖြစ်ပါတယ်နံပါတ်14 Wisteria အပင်ကြီးကတော့တကယ်ကိုပညီကားတစ်ချက်လိုပါပဲတက်တန်း144နှစ်ရှိပြီဖြစ်တဲ့ဒီအပင်ဟာ area 1 acre ခွဲတော့အထိဖြတ်ကျထားပါတယ်သူ့ရဲ့ပန်းတွေဟာအရန်လေးလံလွန်းလို့တမနီတိုင်တွေနဲ့ထောက်ကန်ပေးထားရပါတယ်နေရောင်ကြီးအောက်မှာပန်းရောင်ခရမ်းရောင်အရင်ဒီဖျားထွက်နေတဲ့ဒီအပင်အောက်ရောက်သွားရင်တင်ဟာနှက်ပြီးရောက်နေသလားလူတောင်ထင်မဲ့ရမှာပါနံပါတ်73 Donafa American Oregon မှာရှိတဲ့ Donafa အပင်ဟာ329ပေမြင့်ပါတယ်ထူးခြားတာကသူဟာ Redwood အမျိုးအစားမဟုတ်ဘဲနဲ့ဒီလောက်အထိမြင့်မားနေတာပါ1989ခုနှစ်ကျမှလူတွေစတင်တွေ့ရှိခဲ့တာဖြစ်ပြီးတက်တန်900နီးမှရှိနေပါသည်တစ်ထုတ်လို့ရဲ့လုပ်ငန်းတွေကြားကနေကံကောက်ထောက်မှစွာကြံရစ်ခဲ့တဲ့တဘာဝရဲ့လက်ဆောင်တစ်ခုလို့ပြောလို့ရပါတယ်ဒါကတော့တဘာဝအပြင်စစ်စစ်မဟုတ်ပြီးမြဲလူလူထားတဲ့အကြီးဆုံးတစ်ပင်တွေပါဘရာဇီးနိုင်ငံရီယိုဒီဂျနေရိုရဲ့ရေပေါ်မှာလွင့်မြောက်နေတဲ့ခရစ်စမတ်ပင်ကြီးဟာ289ပေမြင့်ပါတယ်သူ့လေအထိတ်သာကျဲကြီးတစ်ခုတည်းတင်တန်ခွဲလေးပါတယ်ဒီအပင်ကြီးဟာနှစ်စဉ်ဒီဇင်ဘာလထဲမှာကဘာလက်ခရီးသည်တွေကိုဆွဲဆောင်နေတဲ့အထူးခြားဆုံးမြင်ကွင်းတစ်ခုပါနံပါတ်7 Centurion ဩစတြေးလျက Centurion ကတော့ကဘာအမြင့်ဆုံးတစ်မှာပင်ဖြစ်ပါတယ်329ပေမြင့်ပြီး2019တိုးမီဘေးကနေတီတီလေးမမြောက်ခဲ့တာပါသူဟာအခုထက်ထိဆက်လက်ကြီးထွားနေတုန်းဖြစ်ပြီးနောက်တစ်ချိန်မှာလက်ရှိထက်ပိုမိုမြင့်မားလာအောင်မယ်လို့ပညာရှင်တွေကခန့်မှန်းထားကြပါတယ်နံပါတ်10ဌာနေမဟုတ်တာနယူးဇီလန်ကတောအုပ်ရဲ့နတ်ဖျားလောက်တင်စားခံရတဲ့အပင်ကြီးပါမာအိုရီလူမျိုးတွေအတွက်ဒီအပင်ဟာအလွန်မျိုးညပါတယ်လူတွေဟာဒီအပင်ကြီးရှည်ရောက်ရင်သူ့ရဲ့ခံရထဲပါမှုကြောင့်မျက်ရည်ကျတဲ့အထိစိတ်လှုပ်ရှားတတ်ကြပါတယ်အပင်ရဲ့ရေတောက်မြစ်တွေကိုကာကွယ်ဖို့အတွက်လူတွေကိုအနာကပ်ခွင့်မပြုဘဲအထူးလမ်းကြောင်းတွေကနေပဲကြီးစုခွင့်ပေးထားပါတယ်နံပါတ်9 Namina Legeral Mina ဒီအပင်ကတော့ Tasmania ရဲ့ဂွန်ဆောင် Blue Gum အပင်ကြီးပါအမြင့်298ပေရှိပါတယ်ဒီအပင်ရဲ့နာမည်ကိုဒေသခံတိုင်းရင်းသားတွေကသဘောမကျကြပါဘူးဘာလို့လဲဆိုတော့တစ်ထိုလီကော်မရှင်ကပေးထားတဲ့နာမည်ဖြစ်နေလို့ပါဒါပေမဲ့သူဟာဥပဒေအရအကာအကွယ်ရထားတဲ့အတွက်အခုထိခန့်ခန့်ထဲထဲရည်တည်နေနိုင်စေဖြစ်ပါတယ်နံပါတ်8ဘူတန်နိုင်ငံရဲ့အမျိုးသားသစ်ပင်ဖြစ်တဲ့ဒီအပင်တွေဟာဖုံးကြီးကျောင်းတွေနဲ့အတူရှင်တွဲတည်ရှိနေတာပါအရန်လှပတဲ့အပြာစိမ်းရောင်အရွက်တွေရှိပါတယ်ဟီမဝန်တာတောင်တိုင်းကြီးရဲ့တနေရာမှာအလုံးမြင့်မားတဲ့ဒီအပင်ကြီးသပင်ရှိတယ်လို့သတင်းထွက်နေပေမဲ့လူတွေလာထက်စီးမှာဆိုလို့ဒီနေရာကိုလျှို့ဝှက်ထားကြပါတယ်နံပါတ်9 Savant ဒီအပင်ကတော့အပင်ငယ်မျိုးလို့ထင်ထားကြတဲ့မာနာဂမ်ထဲကနေထူးထူးခြားခြားဒုံးရပေနီးမှာမြင့်လာတဲ့အပင်ပါ1930ခုနှစ်တွေတုန်းကခုတ်လဲဖို့ကြံ့ရွေခဲ့ပြီးမဲ့တဲယူရခတ်ခဲတာကြောင့်မခုတ်ဖိခဲ့ပါဘူးအခုတော့သူ့ကိုလက်ထက်ခတ်ထားတဲ့အပင်လို့တောင်တင်စားကြပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့အောက်ခြေကိုလူတွေမနှိမ့်မိအောင်ပတ်ပတ်လဲဘောင်းတွေခတ်ထားလို့ပါမယ်ကယ်လီဖိုးနီးယားရဲ့ Redwood အပင်ကြီးပါ460ပေမြင့်ပါတယ်ဒါဟာဘယ်လောက်မြင့်တယ်လဲဆိုရင်မြို့ဘာကအထက်မြင့်တိုက်ကြီးတွေထက်တောင်မြင့်ပါတယ်သူ့ကို2014ခုနှစ်ကျောင်းမှာလေရင်ပေါ်ကနေနီးပညာအသစ်တွေနဲ့တိုက်တာပြီးရှာဖွေတွေးရှိခဲ့တာပါတောအုပ်ကြီးထဲမှာဒီလောက်ကြီးမားတဲ့အရာတစ်ခုကနှစ်ပေါင်းများစွာပုံကွယ်နေခဲ့တာဟာတကယ်ကိုအံ့ဩစရာပါပဲအရှေ့တောင်အာရှရဲ့အဆုတ်လို့တင်စားရတဲ့ဘော်နီယိုကျွန်းကမလေးရှားနိုင်ငံဆာဘာပြည်နယ်ထဲမှာတော့မယူနိုင်စရာအပင်ကြီးတွေရှိနေပါတယ်သူကတော့အဝါရောင်မယံဒီလို့ခေါ်တဲ့အပူပိုင်းဒေတာတစ်ပင်ကြီးပါ2019ခုနှစ်မှာသိပ္ပံပညာရှင်တွေဟာ
မနာရာလို့အမည်ရတဲ့အပင်ကြီးတစ်ပင်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူဟာ330ပေကျော်မြင့်မားသည့်ကမ္ဘာအမြင့်ဆုံးအပူပိုင်းဒေသတစ်ပင်အဖြစ်စံချိန်တင်ထားပါတယ်။ဒီအပင်ကြီးရဲ့အလေးချိန်ဟာဘိုအင်993လေယာဉ်တစ်စီးရဲ့လေးချိန်ထက်တောင်ပိုလေးပါတယ်။လောလောဆယ်မှာတော့ဒီအပင်ကြီးကိုတနန်တောင်ကြားဘေးမေတော်ထဲမှာစနစ်တကျကာကွယ်ဆုံးရှောက်ထားပါတယ် Number 4 Tennessee သတင်ကြီးတဘာဝတရားကဖန်တီးတာတိမကပဲလူသားရဲ့စိတ်ကူးစိတ်ဓာတ်နဲ့ပေါက်ဆက်လိုက်တဲ့အခါဘလို့ဖြစ်လာမလဲ American နိုင်ငံ Tennessee ပြည်နယ်ကမဟာတစ်ပင်အင်ကြီးကတက်တယ်ပါပဲ Horace Burgess ဆိုသူကအမြင့်ရှိစွေရှိတဲ့ဝတ်တစ်ချပင်ကြီးကိုအခြေခံပြီးဆယ်ထက်ရှိတဲ့အင်ကြီးကိုဆောက်လုပ်ခဲ့ပါပဲအခန်းပေါင်းများစွာလက်ကားထစ်တွေနဲ့ဖျားเจ้าတစ်ခုတောင်ပါဝင်ပါတယ်စုစုပေါင်းတန်တဲ့ချိန်နှစ်သိန်းခွဲကျော်သုံးထားတဲ့ဒီအန်ထွယ်အဆောက်အဦကြီးဟာကံမကောင်းစွာနဲ့ပဲ2019ခုနှစ်မှာမီးလောင်ကျွမ်းပြီးပျက်စီးသွားခဲ့ရပါတယ်ဒါပေမဲ့သူ့ရဲ့ဂုဏ်သတင်းကတော့ကမ္ဘာအကြီးဆုံးတစ်ပင်အင်ကြီးအထိကျန်ရစ်နေစေပါတယ်နံပါတ်3တရန်ယူကလစ်ပင်အခုမြင်တွေ့နေရတာကတော့ကမ္ဘာပေါ်မှာအယောင်အသွေးအစုံဆုံးအပင်ကြီးပါတရန်ယူကလစ်ပင်ကဟာဖိလစ်ပိုင်အင်ဒိုနီးရှားနဲ့ပါပူဝါနျူဂီနီတို့မှာအလေကျပေါက်ရောက်ပါတယ်သူတို့ရဲ့ပင်စီဟာပကြီးဆွဲထားသလိုပဲအပြာခရမ်းလိမ္မော်နဲ့အနီရောင်တွေပေါင်းစပ်နေပါတယ်ဒါဟာအပင်ရဲ့အခေါက်တွေကတနစ်ပက်လိုအလွာလိုက်ကွာကျနေတာကြောင့်အသွေးမိုင်းကအယောင်တိတွေပေါ်လာရခြင်းဖြစ်ပါတယ်သူတို့ဟာပေ250အထိမြင့်မားနိုင်နေဟာဝိုင်ယီကျွန်းရလမ်းဘေးတစ်လျှောက်မှာစိုက်ပျိုးထားတာဟာတကယ်ကိုစိတ်ကူးရင်အိမ်မက်တစ်ခုလိုပါပဲ နံပါတ်1အမေဇုံမိုးတက်တော်ကြီးရဲ့ပရင်လက်ခေါ်ရမယ်အပင်ကြီးကတော့စူမာမဲရပါပဲကမ္ဘာအကြီးဆုံးမိုးတက်တော်ကြီးထဲမှာပေါက်ရောက်တဲ့တစ်ပင်ပေါင်း390ဘီလီယံထဲမှာသူဟာအထူးခြားဆုံးပါအမြင့်ပေ250ကျော်အထိရှိနိုင်ပြီးသူ့ရဲ့ထူးခြားချက်ကတော့အမြင့်တွေပါပဲအမေဇုံရဲ့ရေကြီးမှုကိုခံနိုင်ရရှိအောင်အမြင့်တွေဟာမြေပေါ်မှာပေ90လောက်အထိအတောင်ပန်တွေလိုဖြန်းထွန်နေတတ်ပါတယ်ရှေးဟောင်းမာယာလူမျိုး Mayan State ကတော့ဒီအပင်ကြီးတွေကိုနက်ဖျားနေနေထိုင်ရမြင့်မြတ်တဲ့အပင်ထိကိုးကွယ်ခဲ့ကြပါတယ်နံပါတ်1နောက်ဆုံးမှာတော့ကမ္ဘာအမြင့်ဆုံးဘုရင်ဖြစ်တဲ့ Hyperion စီကိုရောက်ရှိလာပါပြီကယ်လီဖိုးနီးယားပြည်နယ်ရဲ့ Redwood နိုးအဆောက်အဦရင်ထဲမှာရှိပါတယ်အမြင့်389ပေရှိပြီးဒါဟာလွတ်လပ်ရေးအထိုင်ပိုင်းကြောက်တိုင်ထက်တောင်အများကြီးပိုမြင့်ပါတယ်သူ့ရဲ့သက်တမ်းဟာနှစ်ပေါင်း800နီးမှရှိနေပါပြီထူးခြားတာကတော့ဒီအပင်ကြီးကိုလူတွေလာရောက်ပြီးအမြင့်တွေကိုနှိမ့်မိမှာဆိုလို့အာနာပိုင်တွေကသူ့ရဲ့တီနေရအတိအကျကိုလျှို့ဝှက်ထားပါတယ်ဒါပေမဲ့သူဟာကမ္ဘာမြေပေါ်မှာတက်ရှိထင်ရှားရှိနေတဲ့အမြင့်ဆုံးတရားဝါဖြစ်ဂုံယူစွာရပ်တည်နေစေဖြစ်ပါတယ် ဒီအပင်ကြီးတွေဟာကျွန်တော်တို့ကဘာမြေရဲ့အစုပ်တွေဖြစ်တယ်လို့တဘာဝတရားရဲ့အဖိုးမဖြတ်နိုင်တဲ့အမွေးနေ့တွေလည်းဖြစ်ပါတယ်သူတို့တွေကိုဆက်လက်ထိန်းသိမ်းဆောင်ရှာဖို့ကကျွန်တော်တို့အားလုံးရဲ့တာဝန်ပဲဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်အံ့ဩစရာအကြောင်းအရာတွေကိုသိရှိဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးမ